မင်းကလေးတယောက်ဟာငရဲခမ်းထက်တောင်ဆိုးရွားလာတဲ့မွေးမြူရေးခြံတစ်ခုမှာတဘဝလုံးကိုကုံဆုံးခဲ့ရတယ်။အဲ့ဒီခြံမှာလူတွေကိုပင်လယ်ရေအောက်ထဲအထိငုပ်ရှိုးပြီးကမာခွန်တွေထဲကနေပလဲဖော်ဖို့လေ့ကျင့်ပေးထားကြတာပါ။ဒီအလုပ်ကဘလောက်တောင်အန္တရာယ်များသလဲဆိုရင်လေ့ကျင့်နေတဲ့အတော်အတွင်းမှာတင်အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒီမိန်းကလေးဟာတနေ့နေ့မှာဒီခြံကနေလွတ်မြောက်ဖို့အမြဲတမ်းအိမ်မက်မက်နေခဲ့တယ်။တရက်မှာတော့ခြံကြီးကျက်ရေးမှုကဘသူမဆိုအန္တရာယ်ကြီးမားလာတဲ့ဒွန်ဝန်ရေကန်ထဲကနေပလဲတစ်လုံးရအောင်ယူလာနိုင်ရင်ထိုက်ထိုက်တန်တန်စုချမယ်လို့ကြေညာလိုက်ပါတယ်။ဒီဒွန်ဝန်ရေကန်ဆိုတာကတော့လူသက်သမုဒ္ဒရာတတဝါတွေကျက်စားရာပင်လယ်ပြင်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီးအဲ့ဒီနေရာကိုပလဲသွားဖော်တဲ့သူတိုင်းတယောက်မှအသက်ရှင်လျက်ပြန်မလာနိုင်ကြပါဘူး။ဒါပေမဲ့ဒီလိုစွန့်စားရတာတွေရှိပေမဲ့လွတ်လပ်ခွင့်ကိုငတ်မွတ်နေကြတဲ့ရေငုပ်သမားတချို့ကတော့ဒီစိန်ခေါ်မှုကိုလက်ခံလိုက်ကြပါတယ်။အဲ့ဒီထဲမှာမိန်းကလေးတွန်းကိုလည်းအပါဝင်ပေါ့။သူတို့အားလုံးဟာဒွန်ဝန်ရေကန်စီကိုလှေနဲ့ထွက်ခွာခဲ့ကြတယ်။နေရာရောက်တဲ့အခါအားလုံးရေထဲကိုခုန်ချလိုက်ကြပါတယ်။ပင်လယ်ပြင်ကြီးကကြည့်ရတာအေးချမ်းတည်ငြိမ်နေပုံရပေမဲ့ရေအောက်ထဲမှာတော့အန္တရာယ်တွေကချောင်းမြောင်းနေပါတယ်။ရေငုပ်နေရင်းနဲ့ဒွန်အိုဟာကြီးမားတဲ့ကမာခွန်တစ်ခုကိုတွေ့သွားပြီးပလဲတစ်လုံးကိုအောင်မြင်ဖော်ယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအခြားရေငုပ်သမားတွေကသူမစီကနေပလဲကိုလူယူဖို့နောက်ကနေဝိုင်းတိုက်ခိုက်ကြပါတော့တယ်။ဒီလိုရုံးရင်းဆန်ခတ်ဖြစ်နေတော့မှပဲဒွန်အိုဟာရေအောက်ထဲမှာသတိလစ်သွားခဲ့ပါတယ်။ရေငုပ်သမားတွေပလဲနောက်ကိုလိုက်နေကြတော့မှပဲသူတို့စီကိုဥတီလာနေတဲ့ငါးမန်းတစ်ကောင်ကိုရုတ်တရက်မြင်လိုက်ရပါတယ်။အားလုံးထိတ်လန့်တုန်လှုပ်သွားကြပြီးဒွန်အိုကိုပစ်ထားခဲ့ကလှေပေါ်ကိုအလူရက်ပြန်တက်သွားကြပါတော့တယ်။မင်းကလေးတယောက်ဟာငရဲခမ်းထက်တောင်ဆိုးရွားလာတဲ့မွေးမြူရေးခြံတစ်ခုမှာတဘဝလုံးကိုကုံဆုံးခဲ့ရတယ်။အဲ့ဒီခြံမှာလူတွေကိုပင်လယ်ရေအောက်ထဲအထိငုပ်ရှိုးပြီးကမာခွန်တွေထဲကနေပလဲဖော်ဖို့လေ့ကျင့်ပေးထားကြတာပါ။ဒီအလုပ်ကဘလောက်တောင်အန္တရာယ်များသလဲဆိုရင်လေ့ကျင့်နေတဲ့အတော်အတွင်းမှာတင်အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒီမိန်းကလေးဟာတနေ့နေ့မှာဒီခြံကနေလွတ်မြောက်ဖို့အမြဲတမ်းအိမ်မက်မက်နေခဲ့တယ်။တရက်မှာတော့ခြံကြီးကျက်ရေးမှုကဘသူမဆိုအန္တရာယ်ကြီးမားလာတဲ့ဒွန်ဝန်ရေကန်ထဲကနေပလဲတစ်လုံးရအောင်ယူလာနိုင်ရင်ထိုက်ထိုက်တန်တန်စုချမယ်လို့ကြေညာလိုက်ပါတယ်။ဒီဒွန်ဝန်ရေကန်ဆိုတာကတော့လူသက်သမုဒ္ဒရာတတဝါတွေကျက်စားရာပင်လယ်ပြင်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီးအဲ့ဒီနေရာကိုပလဲသွားဖော်တဲ့သူတိုင်းတယောက်မှအသက်ရှင်လျက်ပြန်မလာနိုင်ကြပါဘူး။ဒါပေမဲ့ဒီလိုစွန့်စားရတာတွေရှိပေမဲ့လွတ်လပ်ခွင့်ကိုငတ်မွတ်နေကြတဲ့ရေငုပ်သမားတချို့ကတော့ဒီစိန်ခေါ်မှုကိုလက်ခံလိုက်ကြပါတယ်။အဲ့ဒီထဲမှာမိန်းကလေးတွန်းကိုလည်းအပါဝင်ပေါ့။သူတို့အားလုံးဟာဒွန်ဝန်ရေကန်စီကိုလှေနဲ့ထွက်ခွာခဲ့ကြတယ်။နေရာရောက်တဲ့အခါအားလုံးရေထဲကိုခုန်ချလိုက်ကြပါတယ်။ပင်လယ်ပြင်ကြီးကကြည့်ရတာအေးချမ်းတည်ငြိမ်နေပုံရပေမဲ့